ဒီနေ့တော့နေရလဲပြင်းပြင်းနဲ့ချိုချိုအေးလေးတောက်ဖို့ရမုတ်လုံဆောင်လောက်တောက်ပါတယ်မုတ်လုံဆောင်ကတော့အများကြီးမလိုပါဘူးအုံးဒီထင်းရည်ရည်နဲ့အဓိကကတော့မုတ်လုံဆောင်ဘက်ပေါ့နော်မုတ်လုံဆောင်ဘက်လုပ်ဖို့ရအတွက်သူကိုညထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ထုံးရည်ကြီးစိမ့်ထားပါမယ်ရေ1လီတာနဲ့ထုံးလက်ပတ်စားစုံတစ်စုံထုံးရည်ကြီးရဖို့စိမ့်ထားပါတယ်ပြီးလို့ဆိုရင်တော့ထင်းရက်ကတော့ကိုကြိုက်တဲ့အချိုအနှဲများပေါ်မူတည်ပြီးကြိုးလို့ရပါတယ်စားနဲ့ထည့်ပါမယ်ထင်းရက်ရည်တွေကိုပြီးရင်တော့အဓိကအုံဒီပါဝင်ပစ္စည်းဖြစ်တဲ့အုံဒီချစ်ထားပါမယ်ပြီးရင်တော့ကုန်းမုံကတစ်ခွဲစမ်းမုံတစ်ခွက်ကိုဆွမ်းတော့ထုံးရည်ကြီး1လီတာနဲ့ရောပြီးတော့တမအောင်မွေးပြီးသွားရင်မုံကိုကြိုပါမယ်ဘလို့ဆောင်အဖက်ရဖို့အတွက်မုံကြိုပါမယ်မီအေးအေးနဲ့ဖြည်းဖြည်းကြိုပြီးတော့ဒီမုံနှစ်ကကျွမ်းမီတန်းလာသည့်အထိကြိုပါမယ်မုံကျွမ်းမီတန်းပြီဆိုရင်တော့သူ့ကိုညှစ်မယ်ပေါ့နော်ဒီမှာတော့ညှစ်เสียရမရှိတဲ့အတွက်ဇကာနဲ့တိုက်ချမယ်ပေါ့နော်ဒီနေ့ကတော့မုံကနည်းနည်းပြဲသွားတယ်နောက်တစ်ခေါက်ကြာလို့ဆိုရင်မုံကောမုံကိုနည်းနည်းနေပြီးတော့ဆမ်မုံကိုနည်းနည်းများပြီးလုပ်ကြည့်ပါမယ်ဒါကတော့ကောမုံနဲ့ဆမ်မုံစတူလုပ်ထားတဲ့မုံနှစ်ပါတိုက်လို့တော့ကြပါတယ်ဒါပေမဲ့သူကတော့အရွယ်ဆုံးပေါ့နော်ရှည်ရှည်လေးတော့မရဘူးပေါ့ပုတ်ကျင်လည်းပုတ်မယ်ရှည်ကျင်လည်းရှည်မယ်ပေါ့အဲ့လိုမျိုးလေးတွေကြားတယ်ပေါ့ဘာပဲပြောမလို့ဆောင်ပတ်တော့ရတယ်ပေါ့နော်အရွယ်ဆုံးမလို့ဆောင်ပတ်လေးတွေရပါပြီမလို့ဆောင်ပတ်ရပြီဆိုရင်တော့ဒါတောက်ဖို့ပဲကျန်တော့တာပေါ့နော်မလို့ဆောင်ပတ်ရပြီဆိုတော့အုံးဒီမလို့ဆောင်ပတ်ပြီးရင်ကိုကအုံးလို့ကြိုက်တယ်အုံးလို့နဲ့တဲ့တယ်ဆိုရင်တော့လည်းထည့်တော့ပေါ့နော်ဒီနေ့ထားဆိုတောက်လို့ရပါပြီဒါပေမဲ့အုံးလို့ကြိုက်ရင်တော့ထပ်ထည့်ပြီးတောက်လို့ရပါတယ်မလို့ဆောင်တောက်လို့ရပါပြီဒီနည်းလေးကိုလိုက်လို့တောင်းရင်းနဲ့မြန်မာပြည်ကိုအလွမ်းပြေနိုင်ကြပါစေကျေးဇူးအများကြီးတင်ပါတယ်